မြန်မာနိုင်ငံရှေ့နေ Miss Lynn Lawrie က ARSA အကြောင်းနဲ့ ARSA အကြမ်းဖက်မှုကြောင့်အပြစ်မဲ့ပြည်သူများကိုကယ်တင်ခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားသူကြီး Brand ကမေးမြန်းတဲ့ ARSA ရဲ့ဖွဲ့စည်းပုံအင်အားတိုက်ခိုက်မှုစွမ်းရည်တို့ကိုဖြေကြားရမယ်ဆိုရင် ARSA ဟာအရှေ့အလယ်ပိုင်းနိုင်ငံများရှိပုဂ္ဂိုလ်များထံမှအထောက်ပံ့ရရှိကြောင်းအင်အားတိုးချဲ့ပြီးအကြမ်းဖက်တိုက်ခိုက်ရေးတင်နန်းများပေးကြောင်း2016ခုနှစ်မှာရဲကင်းစခန်း3ခုကိုတိုက်ခိုက်နိုင်ရမှ2019ခုနှစ်မှာရဲကင်းစခန်း30ကိုတပြိုင်တည်းတိုက်ခိုက်နိုင်တဲ့အထိအင်အားစုဖွဲ့လာနိုင်ကြောင်းလက်လုပ်ပုံ IED များထုတ်လုပ်ပြီးကင်းထောက်နိုင်တဲ့စွမ်းရည်လည်းရှိကြောင်း၎င်းတို့ဟာထောက်ခံသူများကိုအားပြုပြီးတိုက်ခိုက်မှုများပြုလုပ်ကြောင်း ARSA အင်အား18000ကျော်ရှိကြောင်းတရားသူကြီးရဲ့ဒုတိယမေးခွန်းဖြစ်တဲ့မြန်မာနိုင်ငံအနေဖြင့်စစ်စင်ပြုလုပ်ရမှာARSA ရဲ့ထောက်ခံသူများမှာယာနဲ့ချီပြီးအကြမ်းဖက်တိုက်ခိုက်ရမှာဒုဓားများကင်ဆောင်ပြီးလူအရေအတွက်အသာစီးယူကာတိုက်ခိုက်ကြောင်းတို့ဖြစ်ရာထောက်ခံသူများဟုဆိုသည်မှာလိုက်လံတိုက်ခိုက်ပေးသူများဖြစ်ကြောင်းတရားသူကြီးရဲ့တတိယမေးခွန်းဖြစ်တဲ့တိုက်ပွဲတွင်တိုက်ခိုက်ရေးသမားများနဲ့အရက်သားကိုခွဲခြားပုံနဲ့ပတ်သက်ပြီးတပ်မတော်ကတိုက်ပွဲများမတင်မီကပင်တပ်သားများကိုတိုက်ပွဲတွင်လိုက်နာကျင့်သုံးရမည့်စည်းကမ်း ROE ကိုညွှန်ကြားခဲ့ပါကြောင်းထို့ပြင်စီးမြင်များဖော်ပြထားသည့်အိတ်ဆောင်ကပ်ပြားများကိုတပ်သားတိုင်းကိုပေးအပ်ခဲ့ကြောင်းပြစ်ခတ်ရမှာမိမိအသက်အန္တရာယ်ကြားရောက်နိုင်တဲ့တိုက်ခိုက်မှုအခြေအနေကြားရောက်ချိန်နဲ့လက်နက်ကိုင်ဆောင်ထားသူများကိုသာပြစ်ခတ်ရန်ညွှန်ကြားထားကြောင်းတရားသူကြီးရဲ့စရုဒ္ဓမေကွန်းဖြစ်တဲ့တိုက်ပွဲများတွင်ARSA မြင်းမြသေဆုံးသည့်အရက်သားမြင်းမြသေဆုံးခဲ့သည်နှင့်ပတ်သက်၍2016ခုနှစ်ဖြစ်စဉ်မှာARSA 69သေဆုံးပြီး2019ခုနှစ်ဖြစ်စဉ်မှာARSA 386ဦးသေဆုံးခဲ့ပါကြောင်းသို့သော ICOE အစီရင်ခံစာအရအရက်သားများလည်းသေဆုံးကြောင်းဖော်ပြထားပြီးရင်းအတွက်စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်ရန်တိုက်တွန်းထားကြောင်းတရားသူကြီးပီလေးရဲ့မေးခွန်းဖြစ်တဲ့တပ်မတော်အနေဖြင့်အရက်သားများကိုကယ်တင်မှုနဲ့ပတ်သက်ပြီး ARSA ကလိုက်လံတပ်ဖြတ်တဲ့ရခိုင်မြို့ဒိုင်းနက်ဟိန္ဒူများကိုကယ်တင်ပေးခဲ့ကြောင်း ARSA ကသတင်းပေးဟုဆွဆွဲတဲ့ဘင်္ဂါလီများကိုလည်းကယ်တင်ကြောင်းရခိုင်နဲ့ဘင်္ဂါလီများပဋိပက္ခမဖြစ်စေရန်ကာကွယ်ပေးကြောင်းရှောက်လဲပါတယ်